အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တော့ဒါစပင် site တာ9ရက်မြောက်နေ့ဖြစ်ပါတယ်ဒါဟာ day 5ဖြစ်ပါတယ် day 5မှာမနေ့ကကျွန်တော်ပြောခဲ့သလိုပဲ day 4မှာပြောခဲ့သလိုပေါ့နော်ကျွန်တော်ဒီရောင်တဲ့ဟာတွေပေါ့နော်ကျွန်တော်ဒီနေ့တော့မရောင်ဘူးဗျသိလားပတိလဲတုံးကဟိုဘယ်လိုပြောမလဲချွတ်လို့ပဲရောင်လာလားမသိဘူးပေါ့နော်အခုကျွန်တော်ဒီနေ့ day 5မှာဒီဘက်နှစ်ခုမရောင်ဘူးနေရထိုင်ရတာအားလုံးပုံမှန်ပဲအခြေအနေလေးလည်းအရန်ကောင်းတယ်နောက်ပြီးတော့ရားတာလေးရလည်းပုံမှန်ထပ်ပို့ပြီးတော့ရားလာတယ်ပေါ့နော်ဒီအရှိရလည်းအရန်ရားတယ်လို့အနောက်ကလည်းနောက်ပြီးတော့တော်တော်လေးရားတယ်ပေါ့နော်တော်တော်ကြီးကိုစိတ်ကိုထိန်းနေရတယ်ဘာကြောင့်လဲဆိုတော့အရန်ကုတ်ချင်တာဒီအနောက်ကလည်းအရန်ရားကုတ်ချင်ဒီအရှိရလည်းအရန်ရားကုတ်ချင်ပေါ့နော်ဆိုတဲ့ခါကျတော့ဒီ9ရက်မြောက်နေ့မှာကျွန်တော်ဘယ်လိုပြောရမလဲရန်ကြီးတွေထူးထူးခံစားနေရတာမရှိဘူးဗျာဒါပေမဲ့ကျွန်တော်ကြည့်ကြည့်ပါကြမ်းလားဒီဘက်ဘေးပုံမှန်ပေါ့နော်ဟိုမကျွတ်သေးတဲ့သပင်လေးတွေကတော့ပုံမှန်ရှိလာတယ်ဒါနော်ဒီအလဲကောင်တော့တဲ့မလားဒီဟာတော့ဒီလိုပဲပြောမယ်ဆိုရင်နည်းနည်းဘယ်လိုပြောရမလဲအနက်ဖေးလေးတွေပုံမှန်ထပ်ပို့ပြီးတော့အများကြီးတက်လာတယ်ပေါ့နော်ဆိုတဲ့ခါကျတော့ day 5မှာသူများတွေဆိုရင်နည်းနည်းပါးပါးရောင်တာတွေရှိတယ်ဗျာ day 4 day 5 day 6တွေမှာရောင်ကြလေးရှိတယ်ပေါ့နော်ကျွန်တော်တို့ဒါကန်ကောင်းတယ်ပဲပြောရမှာမသိဘူးအရင်ကြီးကျွန်တော်ရောင်တယ်လို့မခံစားဘူးဒါပေမဲ့ကျွန်တော်ဒီအနောက်မှာကရားတာတော့တော်တော်တမုံရားနေရဗျအနောက်ကတော့နောက်ပြီးဒီအရှိလဲတော်တော်ရားတယ်ပေါ့နော်ဆိုတဲ့ခါကျတော့ဒါကစပင် site တာရဲ့ day 5ဖြစ်ပါတယ်9ရက်မြောက်နေ့ဖြစ်ပါတယ်9ရက်မြောက်နေ့မှာအားလုံး ACC ပါပဲကျွန်တော်ဒါပေမဲ့တရက်မှာကျွန်တော်ရေခိုင်းဆိုရင်2ခါချိုးတယ်ဗျာအခုတော့ဒီပတီးနဲ့လည်းဖြစ်တဲ့အခါကျတော့ကျွန်တော်မျက်နှာတစ်ကလာလည်းခက်တယ်ဆိုတော့တရက်ကိုရေတစ်ခါပဲချိုးဖြစ်တယ်ပေါ့နော်ဟိုဘယ်လိုပြောရမလဲအရင်သူရေတွေပါတွေသွားထိတာလို့နူးတာလို့ပါဖြစ်မှာဆိုလို့ပေါ့နော်ဆိုတဲ့ခါကျတော့နည်းနည်းတော့ဘယ်လိုပြောရမလဲကတိကောက်ဆန်တယ်ပေါ့နော်ဒါ day 5ရဲ့ဖြစ်ပါတယ်ဆိုတော့ day 5မှာထူထူကျွန်တော်ဗာလေးပြပြခြင်းလဲဆိုရင်ဆရာဝန်ကကျွန်တော်တို့ကိုဆေးပေးတယ်ဗျဆေးပေးတဲ့ထဲမှာကျွန်တော်ဆိုရင်ဒါတပတ်စာဆေးကိုဆရာဝန်ရှိကနေပြီးရတယ်ပေါ့နော်အဲ့တပတ်စာဆေးတွေကိုလည်းပြောမယ်ဆိုရင်တိတိကျကျကြက်မတ်နဲ့တောက်ဖို့လိုတယ်တကယ်လို့တချို့ဆေးကန်းတွေကတပတ်စာမဟုတ်ဘဲနဲ့နှစ်ပတ်စာလည်းပြီးကောင်းပေးနိုင်မယ်ထင်တယ်ကျွန်တော်ထင်တာတကယ်လို့အဲ့လိုပြီးခဲ့တော့ရှိရင်အဲ့ဆေးတွေကိုတိတိကျကျတောက်ဖို့လိုတယ်နောက်ပြီးရင်ညှော်မမိဖို့လိုတယ်နောက်တစ်ခုကကျတော့ပြောရမယ်အစားတောက်ပေါ့နော်တချို့တွေကတော့ကျွန်တော်တို့ဒီအင်္ဂလိပ်ဆရာဝန်အများစုကတော့စားလို့ရတယ်ပြောတယ်ဗျာဒါပေမဲ့ကျွန်တော်တို့အစားတောက်လေးတွေလည်းနည်းနည်းရှောင်လိုက်ရင်ပို့ပြီးတော့တင့်တော်မယ်လို့ထင်ပါတယ်ဆိုတဲ့အခါကျတော့ခုနအခုကျွန်တော်ဒီမယောင်ရတဲ့အကြောင်းရင်းပေါ့နော်ပုံမှန်နေရထိုင်ရအဆင်ပြေရတဲ့အကြောင်းရင်းကဆရာဝန်ပေးတဲ့ဆေးတွေကိုသေချာစနစ်တကျနဲ့တောက်တယ်နောက်ပြီးရင်အစားတောက်လေးကိုလည်းကျွန်တော်တက်နိုင်သမျှနည်းနည်းရှောင်တယ်ပေါ့နော်ရှောင်ပြီးတော့စားရတယ်တောက်တယ်နေတယ်ထိုင်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့သပင်ဆိုင်တာအရန်ကြီးဘယ်လိုပြောရမလဲလိုအပ်ထပ်ပို့ပြီးခံရတယ်မရှိပါဘူးအားလုံးအဆင်ပြေပါတယ်ဒါက day 5ရဲ့ရလဒ်ဖြစ်ပါတယ်ဆိုတော့ day 6မှာမနေ့ဖြန်ကမှာထပ်ပြီးတွေ့ကြမယ် okay အားလုံးပဲဘိုင်ဘိုင်ပါ